နာမည်ကြီးဒရိုက်တာဂျိန်းရဲ့မလီကန်ဇက်ကာဟာရိုးရိုးဟော်ရာကားမဟုတ်ပဲတွေးပြက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေကိုဖုံးကွယ်ထားတဲ့ body horror အမျိုးအစားဖြစ်ပါတယ်။ဇလန်ဟာ1990ခုနှစ်ဆိုင်မွန်ဆေးရုံကြီးကနေစတင်ခဲ့ပါတယ်။ဒေါက်တာဝေဘာတို့အဖွဲ့ဟာဂါဖရီယယ်လိုခေါ်တဲ့လူသားလို့မသတ်မှတ်နိုင်လောက်အောင်ထူးဆန်းတဲ့စွမ်းအားရှိတဲ့လူနာတစ်ယောက်ကိုထိန်းချုပ်နေရပါတယ်။ဂါဖရီယယ်ဟာလျှက်စစ်ပစ္စည်းတွေကိုကစားနိုင်တယ်လို့ရေဒီယိုလိုင်းတွေကတဆင့်စကားပြောနိုင်ပါတယ်။သူ့ရဲ့အကြမ်းဖက်မှုတွေကြောင့်ဒေါက်တာဝေဘာကဒီကင်ဆာကျိတ်ကိုဖျက်ထုတ်ပစ်ဖို့အချိန်တန်ပြီးဆိုပြီးခွဲစိတ်ခန်းနဲ့ခေါ်သွားရာကနေစကားစတင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့မဒီစင်ဆိုတဲ့အမျိုးသမီးနဲ့ပြန်စတင်ပါတယ်။သူမဟာကိုဝင်ခဏခဏပြက်ကြလို့စိတ်တန်ရာရှိနေသူပါ။သူမရဲ့ခင်ပွန်းကကြမ်းတမ်းတဲ့အရက်သမားပါ။တညမှာတော့ယောက်ျားဟာသူ့ရဲ့ခေါင်းကိုနေရံနဲ့အပြင်းထန်ရိုက်လိုက်ပါတယ်။ဒီထိခိုက်မှုကပဲမဒီစင်ရဲ့ခေါင်းထဲမှာနှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့နတ်ဆိုးကိုပြန်လို့စေခဲ့ပါတယ်။အဲ့ဒီညမှာပဲအရက်သမားဟာအသက်ခံရပြီးမဒီစင်လည်းထပ်မံခေါင်းထိခိုက်ကဆေးရုံရောက်သွားပါတယ်။မက်ဒီစင်ဟာကလေးပြက်ကျသွားပြီးစိတ်တက်ကျသွားပါတယ်ရဲနဲ့လည်းစကားမပြောနိုင်တော့ပါဘူး။သူ့ညီမနဲ့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်။ဆေးရုံကပြန်လာပြီးတဲ့နောက်မှာတော့မတီစင်ဟာထူးဆန်းတဲ့အရေးမဲကြီးတွေနဲ့စတင်ကြုံရပါတော့တယ်။တစ်ဖက်မှာတော်ရစ်ကိုက်တယောက်ဟာထူးဆန်းတဲ့အရာတစ်ခုရဲ့ဖန်ဆီးခြင်းကိုခံနေရပါတယ်။တော်ရစ်ကိုက်ဟာခေါင်းမိုးထက်တစ်ခုမှာချုပ်နှောင်ခံထားရပြီးထိတ်လန့်နေပါတယ်။မတီစင်ဟာဆေးရုံကဆင်းလာတဲ့အခါမှာတော့ထူးဆန်းတဲ့စိတ်အာရုံတွေမြင်လာရပါတယ်။သူမရှိနေတဲ့နေရာရဲ့နေရန်တွေကပျော်ကျသွားပြီးအရေးကဒေါက်တာဝေဘာကိုတက်နေတာကိုမျက်မြင်ကိုတွေ့ကြည့်နေရတယ်လို့ခံစားလိုက်ရပါတယ်။ရဲတွေဒေါက်တာအိမ်ကိုစုံစမ်းချိန်မှာတော့ကလေးမလေးတပ်ပုံကိုရှာတွေ့သွားပါတယ်။နောက်နေ့ညမှာလည်းအရေးဟာဒေါက်တာဖီကိုတက်နေတာကိုဘေးမှာရှိနေတယ်လို့တွေးလိုက်ရတဲ့မက်ဒီစင်ဟာထိတ်လန့်သွားပြီးသူ့ညီမကိုခေါ်ကရဲစခန်းကိုသွားပါတော့တယ်။ရဲစခန်းကိုမြင်သမျှပြောပြတော့ရဲတွေဟာဒေါက်တာဖီအိမ်ကိုတွားကြည့်ပြီးတေနေတာတွေးလိုက်ရပြန်ပါတယ်။အဲ့အချိန်တန့်စင်ခန်းထဲမှာမက်ဒီစင်စီဖုန်းလာပြီးဖုန်းထဲမှာအမ်မလီလို့ခေါ်တန်ကြားလိုက်ရတော့သူမဟာလန့်သွားပြီးဂါဖရီယယ်မလုပ်ပါနဲ့ဆိုပြီးပါဇက်ကအလိုလိုထွက်သွားပါတယ်။ဖုန်းကြောင့်စိတ်ရှုပ်ထွေးသွားတဲ့မတီစင်ဟာညီမကိုခေါ်ပြီးအမေအိမ်ကိုပြန်သွားပါတယ်။ဘာလို့ဆိုသူမဟာငငယ်ကအကြောင်းတွေမေ့ပြောက်နေလို့ပါအမေကိုမေးကြည့်ပြီးဗီဒီယိုတွေကြည့်တော့လဲဂါဖရီယယ်ဆိုပြီးတယောက်တည်းစကားတွေဖုန်းတွေပြောနေတာပဲမြင်ခဲ့ရပါတယ်။ရဲဟာတပ်ပုံကိုစစ်ကြည့်တော့မင်းသမီးငငယ်ကပုံဖြစ်နေတာတွေ့လိုက်ရပါတယ်။အမှုပိုင်တွေပြန်စစ်ကြည့်တော့ဒေါက်တာဟာ3ဦးဖြစ်ပြီး2ဦးကတည်သွားပါပြီ။အကြံပေါ်သွားတဲ့ရဲဟာကျန်တဲ့ဒေါက်တာစီအပြေးသွားပါတယ်။အဲ့အချိန်မယ်ဒီစင်ကတော့အရေးဒေါက်တာစီရောက်နေတာကိုမြင်နေရပါပြီ။ရဲရောက်တဲ့အချိန်မှာတေးပြီးနေပေမဲ့အရေးနဲ့ထိတ်တိုက်တွေ့လိုက်ရပါတယ်။တာမန်လူလုံနိုင်စွမ်းထက်ထူးဆန်းနေတဲ့အရေးဟာလိုက်ဖမ်းလို့မမိခဲ့ပါဘူး။ဒါပေမဲ့မျက်နှာကြီးကိုတော့တွေ့လိုက်ရပါတယ်။နောက်နေ့မနက်မှာတော့ရဲဟာမဒီစင်စီရောက်လာပြီးအရေးနဲ့ပတ်သက်မှုကိုလာစုံစမ်းပါတယ်။မဒီစင်ဟာအတိတ်မိနေအတွက်အိမ်မွေးချပြီးမှတ်ညံပြန်ဖော်ကြည့်ပါတယ်။အဲ့အချိန်မှာဖမ်းခံထားရတဲ့တိုးရက်ကိုက်ဟာနိုးလာပြီးရှုံးကန်ကြိုးစားပြီးကျိုးဖြစ်နေပါတယ်။သူမဟာခေါင်းမိုးထက်ကနေမယ်ဒီစင်တို့ရှေ့ကိုပြုတ်ကျလာပါတယ်။အားလုံးအံ့ဩသွားကြပါတယ်။တိုးရက်ကိုက်ကိုဆေးရုံပို့လိုက်ပြီးမယ်ဒီစင်ကိုပြန်ပေးဆွဲမှုနဲ့ဖမ်းဆီးလိုက်ရပါတယ်။ခေါင်းမိုးထက်မှာလည်းလူတက်လက်နက်ကိုတွေ့လိုက်ရပါတယ်။ရဲတွေစစ်မေးတော့မယ်ဒီစင်ဟာဘာမှမသိဘူးပဲဖြေပါတယ်။စစ်မေးနေရင်မီးတွေမိတ်သွားပြီးဖုံးလာပါတယ်။တက်တဲ့လူကငါပဲအမ်မလီမမှတ်မိတော့ဗလားဆိုပြီးဖုန်းထဲကပြောပါတယ်။မဒီစင်ရဲ့ညီမဆန်ဒီကတော့အမှန်တရားကိုသိဖို့စူးစမ်းရှာဖွေရင်းမဒီစင်ဟာသူ့ရဲ့မွေးစားမဖြစ်ပြီးငယ်နာမည်ကအမ်မလီမဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အတိတ်ကဗီဒီယိုတွေထဲမှာအမ်မလီရဲ့ကြောဘက်ခေါင်းခုံနောက်မှာဂါဖရီယယ်ဆိုတဲ့ကပ်ပါးမွာတယောက်ပါလာခဲ့ပါတယ်။ဂါဖရီယယ်ဟာမဒီစင်ရဲ့ခန္ဓာကိုယ်ထဲမှာအာယုံကြောချင်းဆက်နေတဲ့အမွာဖြစ်ပြီးမဒီစင်ရဲ့အာဟာရတွေကိုသူကစုပ်ယူနေတာပါဆရာဝန်တွေကဂါဖရီယယ်ရဲ့ကိုလက်တွေကိုဖျက်ထုတ်နိုင်ခဲ့ပေမဲ့အုံနောက်ကိုတော့မဖျက်နိုင်ပဲမဒီစင်ရဲ့ခေါင်းခုံထဲမှာပဲပြန်မြုပ်နှံခဲ့ရတာပါယောက်ျားကမဒီစင်ရဲ့ခေါင်းကိုနေရံနဲ့ရိုက်လိုက်တဲ့အချိန်မှာဂါဖရီယယ်ရဲ့အုံနောက်ကပြန်နိုးလာပြီးမဒီစင်ရဲ့ခန္ဓာကိုယ်ကိုစတင်ထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်မဒီစင်ကိုရဲစခန်းမှာချုပ်နှောင်ထားချိန်ဂါဖရီယယ်ဟာအပြည့်အဝနိုးထလာပါတယ်ဒီအခန်းဟာစကားရဲ့အရှိန်မြင့်ဆုံးအခန်းပါပဲမဒီစင်ရဲ့ခန္ဓာကိုယ်ကိုနောက်ပြန်ထိန်းချုပ်ပြီးလူသားတစ်ယောက်မလုံနိုင်တဲ့ပူကူးစွမ်းတွေနဲ့ရဲစခန်းတစ်ခုလုံးကိုတွေးချောင်းစီအောင်တက်ဖြတ်ပါတော့တယ်ဂါဖရီယယ်ဟာမဒီစင်ကိုစိတ်အိမ်မက်ထဲမှာပိတ်လောင်ထားပြီးခန္ဓာကိုယ်ကိုစိတ်ကြိုက်သုံးချနေတာပါရဲစခန်းကနေထွက်ပြေးပြီးသူရဲ့နောက်ဆုံးပန်းတိုင်ကတော့သူတို့ကိုခွဲပစ်ခဲ့တဲ့သူတို့ရဲ့မွေးမိခင်ဆလီနာကိုတတ်ဖို့ပါပဲဆေးရုံမှာဆလီနာကိုတတ်ဖို့ပြင်နေချိန်မှာဆလီနာကမဒီစင်ကိုတတိပြန်ဝင်လာအောင်စကားတွေအော်ပြောပြီးတိုက်တွန်းပါတော့တယ်မဒီစင်ကတတိပြန်ရပြီးသူ့ရဲ့လက်ကွက်ကိုပြန်တီးသွားပါတယ်သူမကဂါဖရီယယ်ကိုသူမရဲ့စိတ်အာရုံထဲမှာပြန်လဲဆွသွင်းပြီးသူမကိုပိတ်လောင်ခဲ့တယ်လို့ပဲဂါဖရီယယ်ကိုစိတ်ကူးရင်အချင်းထောင်နဲ့ပြန်ထည့်လိုက်ပါတယ်မစီစင်ဟာခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်နိုင်သွားပြီးဆန်ဒီနဲ့ဆလီနာတို့ကိုကယ်တင်နိုင်ခဲ့ပါတယ်မလီကန်စကားဟာနတ်ဆိုးဆိုတာအပြစ်မရှိတာမဟုတ်ပဲငါတို့ရဲ့အုံနောက်ထဲမှာတင်ရှိနေနိုင်တယ်ဆိုတာကိုပြသသွားတာပါသူမကသူ့ကိုအမြဲတမ်းအတွက်နှိမ်နှင်းနိုင်သွားပြီလားမီလုံးလေးမိတ်တုံဖြစ်သွားတဲ့နောက်ဆုံးပြကွက်ကတော့ဂါဘရီယယ်ဟာအမြဲတမ်းအခွင့်အရေးစောင့်နေလိမ့်မယ်ဆိုတဲ့သတိပေးချက်တစ်ခုပါပဲ